ဒီနေ့လာချက်မယ်ဆိုရလားလူရေးထားတဲ့ပုံရဆိုတို့စီလဲလာချက်တာမြင်ရမယ်နဲ့တူတယ်လာချက်ပြီးဆိုတာနဲ့အဖြစ်ဟောင်းတွေဖြစ်လာအောင်မလားစိုးရင်စိတ်ကအခုထိဖြောက်မရသေးဘူး ကျွန်တော်တို့ကတော့ဒါတွေအယုံကြည်မရှိပါဘူးဗျာ အေးပေါ့ငါလည်းဒီအသက်အရွယ်ဒီဆိုလာချက်တာခဏခဏကြုံခဲ့ဘူးပြီးပါပြီဘာမှမဖြစ်တော့ဘူးဆိုပေမဲ့စိုးရင်စိတ်ကဖြစ်လာတော့မယ်ကွာအဲ့ဒါတွေဖြစ်တော့ကဆို9000နှစ်ချီတွဲလောက်အရွယ်ပဲရှိသေးတယ်မင်းတို့နောက်မျိုးဆက်တွေကတော့ဒါကိုရိုးရလို့ပဲထင်ကြတာမဆန်းပါဘူး ကျွန်တော်ဝင်လာလို့ရမလားဗျ ဟုတ်ကဲ့ဝင်ခဲ့လေဗျာထိုင်အကိစ္စရှိလို့လေဗျ ကျွန်တော်ကဒီဘက်ကိုမနေ့ကမှပြောင်းလာတာပါအဲ့ဒါဟိုနာဒီနာသွားဖို့ဆိုင်ကယ်လေးလာပြက်နေငားခြင်းလို့ဗမာငားလို့ရလဲလာမေးတာပါ ရွာထဲမှာဆိုင်ကယ်ပြင်ဆိုင်မှာဟားလို့ရတယ်လေကျွန်တော်လမ်းဆောင်ပေးလိုက်တယ် ဟုတ်ကျေးဇူးပါဗျာ ညီကဒီကိုပြောင်းလာတာအလဲလားဘသူ့အိမ်မှာနေ ခဏလာနေတာပါဒီမှာလည်းအတီကျွမ်းတို့အမျိုးတို့လည်းမရှိပါဘူးအမြန်လမ်းမေးပါအိမ်ငှားပြီးနေတာ ဩရေရင်းမှာသူငားနေတယ်ဆိုတာဒီကိုဖြစ်နေတယ် ဗျာရှီရင်းအိမ် အိမ်လေးမှာရေရင်းရှိတယ်အဲ့ကိုကျွန်တော်တို့ကရေရင်းလို့အလွယ်ခေါ်ကြတယ် ဟုတ်တယ်အဲ့အိမ်မှာနေတာ နောက်ဆိုပြင်လဲရွာထဲလာလဲပေါ့ဗျာဒါနဲ့နာမည်ဘယ်လိုခေါ်လဲ ကျွန်တော်ကြော်စောပါ ကျွန်တော်ဖို့ထက်သူကနိုင်နေဘူးဒါကျွန်တော်အဖကြီး ဟုတ်ကဲ့ဗျာဟုတ် ဒီကိုခဏလာနေတာဆိုတော့ဘာကိစ္စများရှိလို့လဲကွာ ကျွန်တော်ကစညွှန်းရေးတာလေနိုင်ပိုင်းနဲ့အကြံကောင်းလေးပါလေးထွက်အောင်ဒီဘက်မှာလာနေတဲ့သဘောပါအဖ ။အော်အေးပါရေရင်းအိမ်မှာနေရဆိုရင်တော့ဂရုတော်ဆိုင်အောင်တော့ ဟုတ်ပါဗာများဖြစ်လို့လဲ ဘာလဲရှောက်ပြောနေရင်လား ။အော်ဘာရဲမဟုတ်ပါဘူး။အဲ့မှာကရွာနယ်လဲတိတ်မနီးပဲတီးတန့်လို့ဖြစ်နေတော့ဝေပါကင်းမညာရေးညတာတတိထားလို့ရအောင်မှားတာပါ ဟုတ်ကဲ့ပါအဖကျွန်တော်တတိထားပါမယ်ဒါဆိုကိုဖို့ထက်ကျွန်တော်ကိုဆိုင်ကယ်ပြင်ဆိုင်ဘက်လမ်းညွှန်ပေးလိုက်ပါဦး ဟုတ်ပြီဒါဗျာကျွန်တော်ဆိုင်ကနေတခါလေးလိုက်ပို့လိုက်မယ်သွား အားနာစရာဗျာလမ်းပဲညွှန်လိုက်ပါရပါတယ်ကျွန်တော်လမ်းလျှောက်သွားလိုက် ဘာမှအားနာစရာမလိုပါဘူးလာသွားကြ ဒါနဲ့ကိုဖို့ထက်ကျွန်တော်တို့လမ်းမှာတွေ့ခဲ့တဲ့နကွန်းလိုဘာလိုဟာကြီးကဘာလဲဗျ ဩအဲ့ဒါရွာတော့နှက်ကွန်လေကြားရပါပြီကျွန်တော်ရွာရှိုးရပါဗျာ ဟုတ်လားကျွန်တော်နည်းနည်းလောက်ပြောပြပါလား ကျွန်တော်တို့မမွေးခင်ကဆိုတော့အရင်ကဒီရွာအနောက်ဘက်ရှိုးမှာတော်တော်ထူတယ်လေဘူးနောက်ပိုင်းကျတော့ငါပါလာတာအဲ့တော့ကတော့တစ်ခါတလေရွာလေးကိုတောကောင်တွေဝင်နေတယ်ပေါ့အဲ့ဟိုရွာသားကရွာကိုတောကောင်အနေရည်ဘောအနေရည်မကြရအောင်ဆောင်းကြောက်ပေးတယ်လို့ရွာလူကြီးကယုံကြည်ကြတယ်လေ ဩ နောက်ခွင်နဲ့ရောက်တာအဲ့နဲ့ကောင်မှကျွန်တော်တို့ကကြက်ရှင်တယ်လူစုံရတယ်
ထူးဆန်းတာမလိုက်ရောက်ရင်အဲ့ဒီချက်ကလည်းဘယ်ချိုးခံတာလဲသေးနေအခုတော့မလုပ်တော့ပါဘူးကိုကျော်စုံနေတဲ့အတိုင်းလေငါကောင်းကလည်းမပြုတ်ဝင်နေဖြစ်နေတာကြာတော့တော်တော်ပြည့်စည်နေပါ ဟုတ်ဒါနဲ့မပူဇော်ရင်ရောဘာဖြစ်လဲဗျ အပူတော်ပြင်လူစားတယ်တဲ့ဒီကနေ့ကနေရွာတဲ့လူပြောင်းတယ်လုံးမှာတန်ရတယ်နဲ့တော့မှတွေ့ရတော့တာ အခုမပူဇော်ပဲနေတော့ကြတော့ရောဘာမှမဖြစ်ဘူးလား ကျွန်တော်ပြောပါလေယူတာဆိုလူကြီးတွေတက်တက်အယူသိနေကြအခုတော့မပူဇော်ပဲနေတော့လဲဘာမှမဖြစ်တာတက်ပဲအရင်ကချက်ကိုစားတယ်လူစားတယ်ဆိုတာလေတော့အောင်ကြောင့်ဖြစ်မှာပဲ ဒါလည်းဟုတ်တာပဲဘာပဲဖြစ်ဖြစ်စိတ်ဝင်စားဖို့တော့ကောင်းတာဗျ